ကျွန်တော်ကတော့ရန်ကုန်နဲ့တိတ်မဝေးလာတဲ့နေမျိုးလေးတစ်ခုကပေါ့မမတ်ရအချစ်ကိုစတွေ့ဘူးတာက8တန်းလောက်ကပေါ့လူပြိုဘဝကိုပြောင်းလာတာကလည်းတိတ်မကြသေးတော့ဟိုဆက်ဒီဆက်နဲ့ဟိုလိုဒီလိုစဉ်းစားမိလိုက်အိမ်သာပြေးလိုက်နဲ့ပေါ့ပြာတာစာအုပ်ဆိုတာလဲတိတ်မမြင်မတွေ့ဘူးတလောက်ကိုရှားတာတနေ့ကျွန်တော်ဦးလေးအိမ်ကိုဝတ္ထုစာအုပ်900ရအောင်သွားခဲ့ပါတယ်ဦးလေးစာအုပ်စင်ကဝတ္ထုစာအုပ်တွေကြားထဲကမဆုစာအုပ်လိုကတ်ထူလေးတစ်ခုထွက်လာတဲ့ဖွင့်ဖက်လိုက်တော့မှအပြာစာအုပ်မှန်းတည်လာတဲ့ဒါပထမဆုံးအကြိမ်ဖတ်ဖူးတဲ့စာအုပ်လေးချစ်နီလန်းပွင့်တဲ့အခုထိမှတ်မိနေတဲ့နောက်တော့ကျောင်းသားကောင်တွေနဲ့စကားဆက်မိတော့ဒါများกว่าအစမ်းလို့ဒိုเจ้าနာက900ဆိုင်မှာငှားဖက်လို့ရတယ်လို့ပြောပါတယ်ကျွန်တော်လည်းနောက်ပိုင်းစာအုပ်တွေတော်တော်များများဖတ်ခဲ့ပြီးတွေ့သမျှမိန်းကလေးများကိုအာယုံခံတက်လာပါတယ်အတန်းလေးကကောင်မတွေကိုမှန်းပြီးစော်ခဲ့တာမလောက်လို့အတန်းကြီးကအမတွေပါပါသည်ကျွန်တော်ဘဝရဲ့အချစ်ဦးကတော့ခင်လေးတဲ့သူမိဘတွေကချမ်းသာတယ်ကုန်တယ်ပွဲစားငွေတိုးလဲပေးစားတယ်တောတထေးတွေပေါ့သူနဲ့ကအရင်ကဆိုတိတ်မခင်ပါဘူးနောက်တော့စကားရောဖော်ရောလုပ်ရင်းကတော်တော်လေးရင်းနှီးလာတယ်သူနဲ့စချစ်ခဲ့ပုံကဒီလိုဗျကျွန်တော်တို့ကညနေကျောင်းဆင်းခါနီးအချိန်ဆိုဘောလုံး training ဆင်းရတယ်ပြိုင်ပွဲရှိတာကိုအဲ့ဒီအချိန်မှာတင်တဲ့စာတွေကြတော့သူ့စီကနေပြန်ကူးရတယ်ရက်တွေကြာလာတော့လူပြိုသွေးကပြလာပြီးသူ့ကိုရေးစားစကားပြောဖို့ကြံမိတယ်ဘယ်ကနေစပြောရမှန်းလဲမသိကြံတဲ့ကောင်တွေတီးမှလဲဆိုးဆရာမသားသွားတိုင်းလိုက်ရင်အစော်ခံရမှလဲကြောက်သေးပထမဆုံးအတွေ့အကြုံဆိုတော့လဲစိတ်လှုပ်ရှားရတာပေါ့နေတိုင်းတွေ့နေရတဲ့သူ့အလှတွေကိုမြင်နေရတော့လဲအချစ်ကြောင့်ဖြစ်တဲ့ဝေဒနာတွေကိုခံစားနေရတာပေါ့ဆက်ဆံရေးကတော့သူ့ဘက်ကတော့ရိုးရိုးသားသားတငယ်ချင်းလိုခင်ပေမဲ့မရိုးသားတာကကိုဆိုတော့သူ့မျက်နာတောင်စေးမကြည့်ရဘူးဒီဝေဒနာတွေကိုကြာရှည်မခံစားနိုင်တော့တာမို့တနေ့ငှားကူးတဲ့သူ့စာအုပ်လေးထဲမှာခင်လေးကိုချစ်တယ်ဆိုတဲ့စာလေးကိုတေးသေးလေးခဲရန်နဲ့ရေးပေးလိုက်ရာကစလို့ချစ်ရေးဆိုခဲ့မိတယ်သူ့ဘက်ကတော့မိန်းကလေးတွေရဲ့ထုံးစံအတိုင်းတငယ်ချင်းလိုပဲခင်ပါတယ်ဘာညာပေါ့နောက်တော့တငယ်ချင်းတွေကဝိုင်းလော်ကြတော့ထုံးစံအတိုင်းအဖြေရခဲ့ပါတယ်ချစ်သူတွေသာဖြစ်ကြတာမမတ်ရတစ်နှစ်လုံးပါလေးပဲတစ်ခါနမ်းဖူးတယ်ကြောက်လို့ဒါတောင်ခန်းထဲမှာဘယ်သူမှမရှိတော့ခဏလို့ပြောကပါလေးကိုနမ်းလိုက်တာသူကအိုးနေကလည်းဟာအလို့တိုးလေးပြောလိုက်တော့ကျွန်တော်ဘာလုပ်တယ်ထင်လဲထွက်ပြေးတာပေါ့ဗျာနောက်နေ့ကျောင်းပြန်ရောက်တော့သူ့တငယ်ချင်းတွေကဝိုင်းရန်တွေ့တယ်နောက်ကိုဒီလိုမလုပ်ပါနဲ့ကျွန်တော်ကိုလည်းသူကချုပ်ချယ်လိုက်တာလဲလွန်ရောပြဆေးလိတ်ကွန်အရက်လုံးဝတဲ့အဲ့ဒီတုန်းကတော့အချင်းမျက်နာတရွာထင်နေတော့ဟုတ်ကဲ့ပေါ့အချင်းချင်းလဲချင်းတွေးဖို့နေသားစာပေးစာယူပဲလုပ်လို့ရတယ်ဒါတောင်တငယ်ချင်းတွေကောင်းလို့လက်ဆောင်လေးတွေတော့ပေးဖြစ်တယ်6တန်းနှစ်လဲဘာမှမထူးပါဘူးဒီလိုနဲ့တစ်နှစ်ကုန်သွားတော့အောင်စရင်တွေထွက်ပြီးတော့ကျွန်တော်မကြားချင်ဆုံးသတင်းတစ်ခုကိုကြားရတယ်သူမိဘတွေက10တန်းကိုရန်ကုန်သွားထားမယ်ပေါ်သွားပြီး10တန်းဆက်တဲ့နှစ်ကတော့အီလေကြီးဖြစ်ကြော်ခဲ့ရတယ်စာဆက်တွေတော့ရှိတာပေါ့စကားတောင်တော်တော်လေးရှည်သွားပြီးလာတော့မယ်ကောင်းခံချင်းနဲ့ညသူနဲ့ကျွန်တော်စပြီးချင်းတွေ့တာကတော့ရေးစားဖြစ်ပြီးနှစ်လောက်အကြာ10တန်းဖြည့်ပြီးတော့သူတို့ဖွားအိမ်မှာလာအိတ်နေတော့ကျွန်တော်ကိုချိန်လိုက်ပါတယ်သူညီမဝမ်းခွဲတယောက်ကလာပြောတယ်ညကြရင်9နာရီလောက်တွေ့ကျင်နေတဲ့ကျွန်တော်ရင်တွေခုန်လိုက်တာဗျာထမင်းတောင်3-4လုတ်ပဲစားနိုင်တဲ့အိမ်ကိုဗီဒီယိုသွားကြည့်မယ်လို့ပြောပြီးထွက်လာခဲ့ပါတယ်သူတို့အဖွားအိမ်နဲ့ဗီဒီယိုယုံနဲ့ကကက်ရက်လေဟိုရောက်တော့ကျွန်တော်မသွားရဲလို့တငယ်ချင်းတွေကအတင်းပြောတော့မှပထမဆုံးစွန်စားခန်းကိုခြံစည်းရိုးကိုခွာကြော်ကစတင်လိုက်ပါတယ်ဒါလေးကလည်းတားလို့သူကအိမ်အောက်ထပ်မှာစောင့်နေတယ်ခုံပလေးနှလုံးလဲချထားတယ်ကျွန်တော်လဲဝင်ထိုင်လိုက်ရင်လက်နှစ်ဖက်ကိုပေါင်ပေါ်တင်လို့ပေါ့ရင်တွေကလည်းတတိုင်းခုံလို့ရဲ့မနှဲကိုအားတင်းပြီးစကားတခွန်းကိုစားလိုက်တယ်ခင်လေးခေါ်တာပါပြောမလို့လဲသူ့ဖက်ကလည်းတော်တော်နဲ့စကားတန်ထွက်မလာပါဘူးတော်တော်လေးကြာမှကျွန်တော်ကအရင်ကနေကင်ပြီးအဝလေးကိုတေးလိုက်ချိန်မှာတော့ခင်လေးကအစင်သေးဖြစ်နေပြီဆိုတဲ့အကြောင်းပေါင်လေးကိုအလိုက်တင်ကားပေးလိုက်ကအချက်ပြလိုက်တာကြောင့်ဝင်သွားအောင်နည်းနည်းလေးသွင်းလိုက်ပါတယ်။အိုးအမေကြွမောင်းနာတယ်။တို့ပြောလာတော့ဆက်မသွင်းသေးပဲနှုတ်အောင်လေးကိုအသာလေးခြေပေးလိုက်ပါတယ်။နောက်မှနည်းနည်းချင်းသွင်းလိုက်ညှောင်းလိုက်လုပ်ပေးရင်တဝက်ကြော်လောက်ရောက်တော့ချစ်ခီလန်းမှာအသားစီးတစ်ခုတွေ့နေတာကြောင့်ရှေ့ဆက်တိုးလို့မရဖြစ်နေပါတယ်ခင်လေးလဲနာလို့ရင်ဘတ်ကိုအတင်းတွန်းထားပါတယ်ဒါကြောင့်ဆက်သွင်းလိုက်ရင်နာလွန်းလို့អော်လိုက်တဲ့ခင်လေးအတန်ကြောင့်သူ့ဘွားနိုးသွားမှာကိုစိုးတာကြောင့်အတန်ထွက်မဲ့ပါဇက်ကိုဖိနှမ်းလိုက်ရင်ခါလေးနည်းနည်းကုန်းလိုက်ကအတန်ကိုနောက်နည်းနည်းပြန်ထုတ်လိုက်ရင်
အားလေးသုံးကပြန်ဖိသွင်းလိုက်တော့ကျွန်တော်တို့ချစ်ချင်းကိုတားဆီးနေတဲ့ခင်လေးအပြုံမေးလေးဟာဘလို့မှမခံနိုင်တော့ပဲကွဲထွက်ကအထဲသို့တရစ်ချင်းထိထိမိမိကြီးဝင်ရောက်သွားပါတော့တယ်ခင်လေးလဲနာလွန်းလို့អော်လိုက်ပေမဲ့ပါဇက်ကိုဖိကက်ကဆုတ်ထားတာကြောင့်အတန်မထွက်လာပေမဲ့ခင်လေးရဲ့လက်ချောင်းလေးတွေကကျွန်တော်ကြောပြင်ကိုကုတ်ချစ်နေပါတယ်ကျွန်တော်လဲတစ်ချက်ချင်းမှန်မှန်လေးညှောင်ပေးနေရင်လက်တစ်ဖက်ကနှုတ်အုံလေးကိုခြေပေးလိုက်နှုတ်သီးခေါင်းလေးကိုနာနာလေးပုတ်ပေးလိုက်လှုပ်ပေးလိုက်တော့အရည်ရီရွှဲနေအောင်ထွက်လာတာမို့အဝင်အထွက်နည်းနည်းလေးတော့လာပါတယ်ဒီတော့မှခင်လေးနှုတ်ခမ်းလေးကိုပြန်လွတ်ပေးလိုက်ပါတယ်အာအေးဟင့်မောင်ရဲ့ကြက်လိုက်တာခဏလေးခင်လေးတော်ကြကောင်းလာမောင်နားလိုက်တာမောင်ရဲ့မောင်မနာအောင်ဖြည်းဖြည်းလေးလှုပ်ပေးနေတာပါလို့ပြောရင်နည်းနည်းမြင်မြန်လေးလှုပ်ပေးလိုက်ပါတယ်ခင်လေးလည်းအရသာတွေ့နေတော့အောက်ကနေအဆင်ပြေအောင်နေရာပြင်ပေးနေပါတယ်ခင်လေးဘာလဲမောင်ကောင်းလားဘာရီလဲကွာရှက်တယ်မရှက်ရဘူးလေပြောအင်းဒါဆိုမောင်နည်းနည်းလေးပို့လုံးမယ်နော်လောက်ကြည့်လေမောင်စောစောကလောက်မနာတော့ဘူးတိတ်တော့မကြမ်းနဲ့နော်အေးပါခင်လေးရဲ့လို့ပြောရင်ပါးလေးကိုနမ်းလိုက်ကခင်လေးပခုံးလေးကိုကင်လိုက်ပြီးမြင်မြန်လေးဆောင်ပေးလိုက်ပါတယ်အိုးမောင်ရဲ့ကောင်းတယ်ဆောက်လို့ပါဇက်ကလည်းပြောအထဲကလည်းကျွန်တော်ရှိသမျှအားနဲ့အသားကုန်မြစ်ပေးနေပါတယ်တိုက်ရည်ခွင်းနဲ့တင်းတင်းစီးထားသလိုညှစ်ထားတာကြောင့်ကျွန်တော်လည်းအချက်200လောက်စက်တိုက်လုပ်ပေးနေရင်ထိမထားနိုင်တော့ပဲခင်လေးတဲ့တကူလုံးကကုံသွားမတက်တပြစ်ပြစ်နဲ့ပန်းထဲကခင်လေးပေါ်မှောက်ချလိုက်ရင်နှစ်ဦးသားနှုတ်ခမ်းလေးတွေကိုအာတာနန်းဆိုင်နေလိုက်ပါတော့တယ်ပထမဆုံးအချစ်ရဲ့အရသာကိုခံစားမိတာကြောင့်နောက်ထပ်တစ်ချီလောက်ထပ်ဆွဲရင်ညတော်တော်နဲ့တော့မှအိမ်ပြန်ခဲ့ပါတော့တယ်နောက်တော့2ရက်ချာ3ရက်ချာလောက်သွားစော်နေလိုက်ကလူတောင်တော်တော်လေးအယောင်သွေးဖြော့လာပါတယ်